Hello ဖြူဖွေးပါရှင်ဒီနေ့တမနက်လုံးဟိုလှုပ်လိုက်ဒီလှုပ်လိုက်နဲ့လှုပ်ရှုပ်နေသူ့ထွင်းကျွေးပုံမိနေတာအဲ့ဒါနဲ့ဆင်မကြီးကအတန်နေပြုတ်နေတာသူ့ရဲ့စတီးပကံကြီးကိုဂလုံးနဲ့ဆိုအချိလိုက်တော့ကျတော့ဘာမှမရှိတော့အဲ့နဲ့သူ့ထွင်းတုံးထည့်ပြီးရတယ်အချိလိုက်တော့သူ့အရွက်ကလည်းမရှိတော့ဆိုတော့ကစနိုးရဲ့ကလေးတွေချပြီးလိုက်တာနဲ့အမှတခါလေးကိုတန်းနေရောကျွလွတ်နဲ့စားနေရဖြစ်ပါတယ်ဆင်မကြီးဖြူဖွေးပါရှင်